မင်းကလေးတယောက်ဟာကြောင်းတက်ဖို့အတွက်လေးလာနဲ့ခီးဆောင်အိတ်ကြီးကိုဆွဲပြီးကြောင်းကိုရောက်လာခဲ့နေ။ဆင်းရဲတဲ့မိသားစုကလာတဲ့သူမဟာခန်းနာထဲဝါတဲ့ကြောင်းပတ်ဝန်းကျင်မှာတခြားသူတွေနဲ့မတူဘဲအထီးကျန်လိုနေပါတယ်။အဲ့ဒီအချိန်မှာပဲကြောင်းသားတယောက်ဟာဆိုင်ကယ်ကိုမစင်မချင်းမောင်းနေပြီးကြောင်းဝင်းနဲ့ဝင်လာခဲ့တယ်။လမ်းပေါ်မှာရှိနေတဲ့ရေပိုက်ကိုတတိမထားမိပဲနင်းမိသွားတဲ့အတွက်ရေရီပန်းထွက်လာပြီးမင်းကလေးခမခြေစွမ်းကောင်ဆွဲဆိုးသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာသူမဟာပိုပြီးတော့တောင်ကြည့်မကောင်ထွက်သွားပြီးအဆက်ရသွားခဲ့ပါတယ်။အဲ့ဒီကောင်လေးကတော့ကြောင်းကမင်းကလေးတိုင်းစိတ်ကူးရင်ကြရတဲ့ချမ်းသာကြွယ်ဝပြီးအခွင့်ထူးခံလူကုန်ထန်သားတယောက်ပါ။သူကတော့သူ့ထုံးစံတိုင်းမဲမာနဲ့ထောင်လွှားနေတဲ့သူပေါ့။ရေရီဆိုပြီးဒေါသထွက်နေတဲ့မင်းကလေးဟာအဆက်ကိုအောက်အေးပြီးသူ့ကိုတွားရောက်ရင်းဆိုင်ဖို့ရှိတိုးလိုက်ပါတယ်။ဒါပေမဲ့သူမစကားဆက်လိုက်ရရုံရှိသေးဘေ့စ်ဘောတီတစ်လုံးဟာသူ့စီကိုအရှိန်နဲ့ပြန်လာခဲ့တယ်။ကောင်မလေးကိုထိတော့မယ်ဆဲဆဲမှာပဲထိုကောင်လေးကလက်လန်းပြီးအမိယာဖမ်းလိုက်ပါတယ်။ဆွတ်ဆိုးပြီးကျွတ်ဆိုးဖြစ်နေတဲ့သူမကိုကြည့်ပြီးသူကလောင်ပြုံးပြကနောက်ခါကျရင်ပိုးတတိထားဖို့တော့ခနဲ့လိုက်ပါသေးတယ်။အတန်းနဲ့ရောက်တဲ့အခါမှာတော့သူမရဲ့ထိုင်ကုန်ကထိုကောင်လေးရဲ့အရှိအတိအမှဖြစ်နေတာကိုသိလိုက်ရပါတယ်။အစားကလေးကအစင်မပြေခဲ့တဲ့သူတို့နှစ်ဦးဟာအနီးကထိုင်ကြရတဲ့အခြေအနေဖြစ်သွားခဲ့တာပေါ့။သူမထိုင်လိုက်တဲ့အခါစပွဲဟာတခုခုလှုပ်ထားသူဖြစ်နေတာကိုသတိထားမိလိုက်တယ်။ဒါဟာတေချာဘောသူ့လက်ချက်ပဲဆိုတာသူမသိပါတယ်။အတန်းကောင်းဆောင်ကတင်ချာစာမေးပွဲအဖြေလွှာတွေဝေးတဲ့အခါတခြားကျောင်းသားတွေရဲ့အမှတ်တွေကိုပုံမှန်အတိုင်းပဲဖတ်သွားပြီးမယ်။52မှတ်ပဲရတဲ့မိန်းကလေးရဲ့စာရွက်ကိုမြင်လိုက်ရတဲ့အခါမှာတော့တန့်သွားပါတယ်။ဘာစကားမှမပြောဘဲအမှတ်စာရွက်ကိုမှောင်လျက်သားလီသူမစပွဲပေါ်တင်ပေးလိုက်ပါတယ်။ဒါကိုဘေးကကျောင်းသားတယောက်ကဆက်ဆုပ်ပြီးမြင်သွားတဲ့အတွက်သူမကိုလောင်းပြောင်ပြောပါတော့တယ်။သူမဟာပို့ပြီးတော့အဆက်ရသွားခဲ့ရပါတယ်။အနောက်ကကောင်လေးကတော့ဘာမှမပြောပေမဲ့သူမရဲ့အမှတ်ကိုတိတ်တဆိတ်မှတ်ထားလိုက်တယ်။ခဏကြာမှတော့သူမဟာလေ့ကျင့်ခန်းစာအုပ်ကိုပိုက်ပြီးအတန်းသေးကနေခိုးထွက်သွားတာကိုမြင်တော့သူမဟာပုတ်စာတွေကိုမတွက်တတ်ပေမဲ့မာနာကြီးလိုအကူအညီမတောင်းတာလို့သူခံမှန်းလိုက်တယ်။ဒါနဲ့သူမနဲ့စကားပြောဖို့အကြောင်းပြချက်ရှာတဲ့အနေနဲ့စာအုပ်ကိုတမင်လူလိုက်ပြီးသူမလက်လန်းမမီအောင်အကုန်မြောက်ကစနှောက်နေပါတယ်။စာအုပ်ကိုလူရင်ရိုက်ရင်းနဲ့စာအုပ်ကြားထဲကလားချင်သုံးကုန်ထိုးလေးပြုတ်ကျသွားပါတယ်။မင်းကလေးရဲ့မျက်နှာဟာဒေါသနဲ့အဆက်ကြောင့်ရဲတက်သွားလေပါတယ်။သူမဟာအမြန်ကောက်ယူပြီးအခန်းထဲကနေရှက်ရှက်နဲ့ထွက်သွားပါတော့တယ်။သူစနှောက်လိုက်လို့ဖြစ်သွားတဲ့အခြေအနေနဲ့သူမရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာကောင်လေးဟာသူလွန်သွားပြီဆိုတာကိုနှောင့်နှရသွားပါတယ်။ဒါနဲ့အမားပြင်းတဲ့အနေနဲ့သူမကိုလေ့ကျင့်ခန်းစာအုပ်အောင်ပြန်ပေးခဲ့ပြီးမြဲသူမကတော့သူ့ကိုလုံးဝအဖတ်မလုပ်ချင်တော့ပါ။သူ့ကိုတတိပေးတဲ့အနေနဲ့သူမရဲ့ထိုင်ကုန်ခြေထောက်နဲ့သူ့ခြေထောက်ကိုအားနဲ့နင်းထားလိုက်ပါတယ်။နောက်ဆုံးမှာသူမစာအုပ်ကိုဖွင့်ကြည့်တဲ့အခါလေ့ကျင့်ခန်းပုတ်စာတွေအရေးကြီးတာတွေကိုမှတ်သားပေးထားတာကိုတွေ့လိုက်ရပါတယ်။အောက်မှာလည်းနားမလည်ရင်မေးပါဆိုတဲ့စာတိုလေးပါနေပါတယ်။အဲ့ဒီတင်းငယ်တဲ့တောင်းပန်မှုလေးကြောင့်သူတို့ကြားကတင်းပါမှုဟာခဏတာပြီးလော်သွားခဲ့ပါတယ်။အတန်းဆင်းပြီးနောက်သူမတငယ်ချင်းအတူထမင်းစားတောင်ကိုသွားတဲ့အခါအတန်းဖော်တယောက်ကတားလိုက်ပါတယ်။ထိုတငယ်ချင်းကိုတွဲပြီးရက်နေတဲ့ကောင်လေးတစ်ဖက်မှာတော့တစ်ရှူတွေပတ်ထားတာကိုတွေ့လိုက်ရပါတယ်။အတန်းပေါ်ကနင်းသူ့ကိုထမင်းစားတောင်ထိပွေ့ချီသွားရမယ်လို့ခက်နည်းနည်းပဲပြောပါတယ်။ကောင်လေးကတော့သူမကိုအခက်မတွေ့စေချင်တဲ့အတွက်တွဲယုံပိုက်တွဲပေးပါလို့ဝင်ပြောပေးပါတယ်။ဒါပေမဲ့အတန်းပေါ်ကအလျောမပေးပဲတွဲမနိုင်ဘူးလျောချေးပေးလို့ဆိုတာကြောင့်စိတ်ကြက်တဲနေတဲ့မိန်းကလေးဟာသူမရဲ့ထမင်းကတ်ကိုပဲလျောချေးအဖြစ်ပေးလိုက်ရပါတော့တယ်။ခဏကြာမှကောင်လေးထမင်းစားတောင်ဝင်လာတဲ့အခါတောင်းတနေရာမှာတယောက်ထဲထိုင်နေတဲ့သူမကိုမြင်လိုက်တယ်။သူမရှိကလင်မန်ထဲမှာတော့ပေါက်စီးအလုတ်တစ်လုံးထဲသာရှိနေပါတော့တယ်။